မှာကျွန်တော်တို့လူငယ်အတောင်နာတဲ့ငှက်တွေလုံးဇေမွေမွေမိုက်ထဲတိုက်လွဲတဲ့ငှက်ကလေးများတွေတိုက်ပွဲတဲ့အိတ်တန်းမပြန်နိုင်ရှာအမုံလေးငွေအပြုံးလေးသေးပေးဆက်ခဲ့တဲ့လူငယ်တွေတွင်ညီနေနဲ့လေးတရားချတွေလို့ကျွေလွင်ရလူငယ်အများပါတနတ်တန်းနာဆွေအလန်းနေလေးကိုချုံဆိုင်ရောသလိုမျိုးပေါ့ဗျာတင်သွားလို့ရသွားနိုင်ပြီရဲ့လေးမောင်ကဘာရဲ့ညနေခင်းမှာကျွန်တော်တို့လူငယ်အတောင်နာတဲ့ငှက်တွေလိုဇိမ်မွေမွေမိုက်ထဲရဲ့တိုက်လွဲတဲ့ငှက်ကလေးများတွေတိုက်ပွဲတဲ့အိတ်တန်းမပြန်နိုင်ရှာအမုံလေးဝေအပြုံးလေးအသေးပေးဆက်ခဲ့တဲ့လူငယ်တွေတင်းနီနာနေနဲ့လေတရွယ်ချတွေလိုကျွေလွင်ရလူငယ်များပါတနတ်တန်းနာဆွေအလန်းနေလေးကိုချုံမဆိုင်တော့သလိုလို့ပေါ့ဗျာတင်သွားလို့ရသွားနိုင်မိရဲ့လေးဘဝပြည့်ခဲ့တော့မရေတွက်နိုင်ပေးစရာလူငယ်တွေမပွင့်လိုက်ရတဲ့ပန်းပွင့်လေးတွေဖိုးကလေးဖြစ်နေချွေချသွားညမရောက်တော့ကောင်းငင်ကြီးကိုမောကြည့်လိုက်တော့ရင်နာရတဲ့အစုံတော့တဲ့ကြယ်တွေအကြောင်းကိုအမေပြန်လာတဲ့တနေ့မှာအားရပါရငိုပြီးတိုင်ပြောမယ်တနတ်တလူကိုစီကိုင်းလမ်းလျှောက်ခဲ့တဲ့ဒီလူငယ်မနေရအတွက်ဆလို့ရှောက်နေရှောက်ရင်နဲ့ဖြောက်တဲ့လမ်းအနာနဲ့ထိုင်ကုန်ကြမှာပျောက်ဆုံးနေတဲ့အိမ်မက်များဆုံးထင်းရှောက်မဲ့လမ်းမှာပေးစရုံတသက်ပဲတော့ကျွန်တော်တို့လူငယ်တော်လန်ရေးလူငယ်ဘာကိုမှမပါဘူးလေဘယ်နေရာမှမလို့ခြင်းဘူးဒီစင်ပွဲကြီးပြီးဆုံးသွားလို့ကျွန်တော်တို့မခေရင်အမေလေးစီပြန်ဝင်ပေးပါရေတွက်နိုင်ပေးစရာလူငယ်တွေမပွင့်လိုက်ရတဲ့ပန်းပွင့်လေးတွေဖိုးကလေးဖြစ်နေချွေချသွားညမရောက်တော့ကောင်းငင်ကြီးကိုမောကြည့်လိုက်တော့ရင်နာရတဲ့မစုံတော့တဲ့ကြယ်တွေအကြောင်းကိုအမေပြန်လာတဲ့တနေ့မှာအားရပါရငိုပြီးတိုင်ပြောမယ်တနတ်တလူကိုစီကိုင်းလမ်းလျှောက်ခဲ့တဲ့ဒီလူငယ်မနေရအတွက်ဆလို့ရှောက်နေရှောက်ရင်နဲ့ဖြောက်တဲ့လမ်းအနာနဲ့ထိုင်ကုန်ကြမှာပျောက်ဆုံးနေတဲ့အိမ်မက်များဆုံးထင်းရှောက်မဲ့လမ်းမှာပေးစရုံတသက်ပဲတော့ကျွန်တော်တို့လူငယ်တော်လန်ရေးလူငယ်ဘာကိုမှမပါဘူးလေဘယ်နေရာမှမလို့ခြင်းဘူးဒီစင်ပွဲကြီးပြီးဆုံးသွားလို့ကျွန်တော်တို့မခေရင်အမေလေးစီပြန်ဝင်ပေးပါ